အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်ကောင်းဆက်ဖြစ်ပါတယ်ကျွန်တော်အခု BUC မှာ High Diploma Business အတန်းလေးတက်ရောက်နေပါတယ်ကျွန်တော် High School ပြီးသွားတဲ့အချိန်မှာ University လိုက်ဆောင်နိုင်ခဲ့ပြီးတော့ BUC ရဲ့ Foundation Program ကိုတွေ့ရှိခဲ့ပါတယ်ကျွန်တော်လည်းစိတ်ဝင်စားနဲ့ဝင်ချိုင်းခဲ့ပါတယ်ကျွန်တော် Foundation Program ပြီးသွားတဲ့အချိန်မှာကျွန်တော် Overseas လည်းမသွားတင်တဲ့အတွက်ကျွန်တော်အခုBUC မှာပဲထပ်ပြီးတော့ High Diploma အတန်းလေးတက်နေပါတယ်ကျွန်တော် High Diploma အတန်းကို Survey ထပ် join ခဲ့ရတဲ့အကြောင်းရင်းကတော့ Duration ရန်တိုတယ်ပြီးတော့ဆရာမရဲ့စာတင်မှုကလည်းအရင်ကောင်းတယ်ဆရာမရဲ့အတွေ့အကြုံတွေကိုပြန်ပြီး explain လုပ်ပြီးတော့တေချာမှတ်မိအောင်သင်ပေးရကျွန်တော်လည်း overseas မသွားချင်သေးတဲ့အတွက်အခုဒီ UK ဘွဲကိုလည်း local မှာရနိုင်တဲ့အတွက် BUC ရဲ့ဒီ program လေးကိုထပ်ပြီး join ခဲ့ပါတယ် Foundation program မှာတော့ academic English ကိုအဓိက focus ပြီးသင်ပေးအပြင်တခြားလိုအပ်မယ် presentation project နဲ့ assignment skills တွေကိုလည်းတေချာထိရောက်စွာသင်ကြားပေးပါတယ်တခြားဘာသာရေးချင်မှုခက်နေတဲ့လူတွေအတွက်ကိုလည်းဘာသာတွေကိုတေချာရွေးချယ်မှုမှန်အောင် foundation မှာရင်တေချာသင်ကြားပေးပါတယ်ကြောက်လို့ပဲ GT ပြီးသွားတဲ့လူပဲဖြစ်ဖြစ် IGCSE G12 ပြီးသွားတဲ့လူတွေအတွက် BUC မှာ foundation program တက်ပြီးသွားတဲ့အချိန်မှာ overseas မှာကျောင်းတက်လို့ရတဲ့အပြင် local မှာပဲ UK ကပေးရဲ့ပွဲကိုရယူနိုင်ပါတယ်အဲဒါကြောင့်မလို့ BUC မှာပဲ foundation program တက်ဖို့ recommend ပေးပါတယ်